မင်္ဂလာပါရှင် Viber Story Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမအနန်းရွှေရေးသားထားတဲ့ချစ်ချင်းထက်တာလည်းရေးဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းလေးပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီရှင်အမောင်တိကျနေသည့်အခန်းထဲပစ္စည်းအကွဲစားတွေအကျိုးပဲ့တွေကတစားစီကျမ်းမြင်ထက်ပြန်ကျဲနေသလိုထိုးချတဲ့ခေါင်းငိုင်းဆိုင်ချကဒူးထောင်ထိုင်နေသည့်ယောက်ျားတစ်ယောက်သို့မဟုတ်လားရဲ့အိတ်ဆိုင်ပြီးဘိုးစေးတစ်တယ်လားသူသွေးစစ်ပြီးပါပြီရလာသည့်အဖြစ်ဟာလူကိုယူတစ်သွားစေဒိုရိုစီရှုပ်ပွေသည့်အဖြစ်မှာသူပါဒီယောဂဆိုကြီးရရှိခဲ့တယ်ကြောက်သည်တရားမှာကြောက်တယ်လို့ဒီယောဂဆိုကြီးသူ့ကိုယ်မှာရှိနေကရင်မုန်းလာပါတယ်ဆရာဝန်ကတေချာစေးတောက်တေချာကုသလျင်တက်တန်းကြာကြာနေနိုင်သည်ဟုနှစ်သိမ့်ပေမဲ့နေရတော့ရောသူဘာများထူးခြားမည်နည်းချစ်ရသူကိုအဝေးကငေးကြည့်ပြီးမထီရဲမတူရဲဖြစ်နေရသည့်အခြေအနေမှာသူမျှော်လင့်ဖို့မကြိုးစားခြင်းတော့ဇဝဲပေါ်တင်ထားကမှန်ပေါင်ကိုထားသည့်ပြုံးရည်နေသောချစ်ဓာတ်ပုံလေးကိုလှမ်းယူကာရင်ခွင်ထဲပွေးဖက်ထားရင်းမှယူကျုံမရငိုကြွေးမိကဲပါဦးကိုကဲပါဦးကလေးရဲ့ကိုကလေးကိုချစ်လို့တောင်မဝသေးလို့ပါမျက်နှာလေးကိုအချိန်ကြာကြီးငေးကြည့်ချင်နေတော့အချိန်တစ်ပတ်ကြာအောင်အိမ်ထဲကနေအိမ်ပြေမထွက်ဖဲလာရတဲ့ရောက်အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်နေခဲ့တယ်ဇန်ဖုံးဆက်လဲမကိုင်းတယ်လို့ဘသူဖုံးမှမကိုင်းတော့အိမ်လာတော့လေခြံတကားဖွင့်မပေးတယ်လို့လူရိပ်လူချင်းပင်မတွေ့တော့နောက်လှည့်ပြန်သွားရသည်သာဇန်ဖုံးဆက်လဲမကိုင်းတယ်လို့ဘသူဖုံးမှမကိုင်းတော့အိမ်လာတော့လေခြံတကားပင်မဖွင့်တယ်လို့လူရိပ်လူချင်းပင်မတွေ့တော့နောက်လှည့်ပြန်သွားရသည်သာချစ်ခြံတကားဘဲကိုအဆက်မပြတ်တီးနေပေမဲ့ဘယ်သူမှမတွေ့ကိုထဲမှာရှိတာစစ်သိတယ်ကိုစံကလည်းကိုဖုံးမကင်တယ်လို့လူတွေ့မခံကြောင်းပြန်ပြောတာမို့စိတ်ပူစွာမနေနိုင်သည့်အစုံစိုးရိမ်တကြီးရောက်လာရခြင်းပင်ခြံတကားဝါမှာငုတ်တုပ်လေးထိုင်ချရင်းနေပူလွန်းတာမို့လက်ကလေးနှစ်ဖက်ခေါင်းပေါ်တင်ကာထားမိတယ်တိတ်မကြလိုက်ခင်မှာပဲခြံတကားပွင့်လာကထီဆောင်ရင်အနားရောက်လာသည့်ကိုနေဒီလောက်ပူနေတာဘာထိုင်လုံနေတာလဲချစ်အပေါ်ထီမိုးပေးလာသည့်ကိုပုံစံကဖယိုဖယဲနိုင်နေတယ်လို့သပင်မဖီအင်ကြီးကရင်ဘဲဟာပြဲဖြင့်တက်နေကြပါဝါမျက်မှန်ပေမတက်ထားချစ်လက်ကိုဖမ်းကန်ရင်းမှလူကိုဘာလို့စိတ်ပူအောင်လို့ဟာဘာလို့တာလဲမကိုင်းနဲ့မထီနဲ့တော့ချစ်လက်ကိုဆောင်ယုံးကကြောင်းလက်တကြားနောက်ကို3-4လမ်းဆုပ်သွားသည့်ကိုပုံစံကြောင့်ချစ်ကြောင်းအားသွားရတယ်ချစ်ကိုမျက်လုံးကြီးပြူးကငေးကြည့်ရင်မှအနားရှိဝုန်းကိုဆွဲယူပြီးပက်ချလိုက်တာမို့လူတကိုယ်လုံးဆွဲရှူသွားရကဆက်ပြာနန့်တွေတထောင်ထောင်မှုဆက်ပြာရည်တွေမှန်တီးလိုက်ရတယ်ကိုတော်ပြန်တော့ပြန်နှင်ထုတ်ရုံမကခြံတကားကိုချင်းငင်းနဲ့ဆွဲပိတ်သွားသည်ကိုဘာလဲကိုဘာတွေဖြစ်နေတာလဲစိုးရင်စိတ်တို့ဖြင့်လူကပူထူလာရင်မျက်ရည်စားတွေဝဲတက်လာရတယ်ချစ်သိနေတယ်ကိုတခုခုဖြစ်နေတာတခါမှဒီလိုပုံစံမမြင်ဘူးဒီမို့စိုးရင်စိတ်ကထိမ့်မရသိမ့်မရပူပန်မိပါတယ်ထိုနေ့ကရေရွှဲသားဖြင့်နေပူတဲ့ပြန်လာကညရောက်တော့ချစ်ဖျားတော့တယ်မမီလည်းမရှိသလိုကြီးမေကတောခဏပြန်နေတာမို့တယောက်တည်းအဖျားတွေတက်ရင်လူကဘလို့မှမဟန်နိုင်တော့အဆက်မပြတ်မြည်နေသည့်ဖုံးတန်ကြောင့်လာရိတ်ငေးကြည့်နေရမှစိတ်မထိန်လိုက်နိုင်ကမှာပင်ကိုင်းမိပြီးသားဖြစ်သွား၏ကိုချစ်ဖျားနေပြီလာရိတ်ရင်နဲ့ပူထူသွားသလိုကားတော့ယူကလူကကားပေါ်ရောက်ပြီးသားဖြစ်သွား၏ကားကိုအမြန်မောင်းချလာရင်စန့်စီပါဖုံးဆက်ခေါ်ရတယ်ခြံတကားခတ်ထားခြင်းမရှိတာမို့စိတ်ထဲကစူမိသွားသေးတယ်အိမ်ထဲကြပြပြေးဝင်လာသည့်အခါဧကန်းထဲရှိဆိုဖာပေါ်ခွေလေးလဲကြကအဖျားတက်နေသည့်ချစ်ညီမလေးညီမလေးလာရိတ်ထီရနှုံမထီရနှုံဖြင့်တယောက်တည်းပြာရာခက်နေစင်မှာပင်ဇန်ရောက်ချလာ၏ဆရာဝန်ပြီးအဖျားကြအောင်ပြုစုပေးစိတ်ကူပေးနေသည်ကိုဘေးမှလိုက်ကြည့်ရင်သူဆုံးဖြတ်ချက်ကိုပြတ်သားစွာချလိုက်မိတယ်ကိုယ်တိုင်မကာကွယ်နိုင်သည့်အခါသူမလေးကိုစိတ်ချရသည့်လူလက်ထဲကိုယ်တိုင်အပ်ခဲ့မိနှလုံးသားကိုခင်း၍နင်းစေမိအချစ်ကိုစရေ၍ကြုံကြည်ရမည်လူလက်ထဲသူကိုယ်တိုင်ရင်ခွဲခံကအပ်မိ
ကြားလိုက်ရသည့်စကားကြောင့်ဇန်မယုံနိုင်သလိုလာရိတ်မျက်နာကိုငေးကြည့်မိတယ်ဘလို့စိတ်ကူးတွေနဲ့လာပြောနေမှန်းမသိပဲသူချစ်ကိုချစ်နေသလားလာမီးနေတယ်လာရိတ်မင်းဘာသဘောနဲ့မီးနေတာလဲမင်းချစ်ကိုတိတ်ချင်မှန်းငါသိတယ်ခုတငယ်ချင်းအရင်ကြီးတိမ်မတက်ချစ်နေတဲ့မိန်းကလေးကိုငါကလူယူမဲ့ကောင်လို့မင်းထင်နေသလားလာရိတ်ဟင်ငါ့ကိုမင်းမယုံဘူးလားဇန်စကားကိုသူခေါင်းခါခေါင်းရမ်းမိရင်မှလက်ကပြကထားလိုက်ရတယ်။မင်းချစ်ကိုသဘောကျနေတာငါသိတယ်ဇန်။မင်းငါကြောင့်ရှေ့မတိုးမှန်းလဲသိတယ်။မင်းအမှန်တိုင်းဖြေပါ။ချစ်ကိုမင်းလက်ထက်ယူနိုင်မလား။ဇန်အံ့အားတကြီးဖြစ်သွားရတယ်လို့လာရိတ်ကိုငေးဆိုင်ကြည့်လိုက်။ခက်ရဲ့ပြုံးရင်မှငါနောက်ဆုံးဆန္ဒပါကွာ။ဟမ်ဘာဒိတ်ပဲလဲဆိုသည့်ပုံစံဖြင့်နားမလည်နိုင်သလိုငေးကြည့်လာသည့်ဇန်စီဈေးအဖြေစာရွက်အားလှမ်းပေးလာ၏နှစ်ယောက်သားအကြည့်ချင်းဆုံသွားရသလိုသူ့ကိုဂယုနာတတ်သလိုမချိတင်ခဲငေးကြည့်လာသည့်ဇန်မျက်ရည်အဝဲသားဖြင့်ခေါင်းတဆက်ညိတ်လာရင်တုံရင်နေသည့်အတန်ဖြင့်အပြစ်တင်လာသည့်တိုင်သူပြုံး၍သာနေမိတယ်သူမရှိလျင်သူမလေးနားခိုနိုင်မိရှင်ကွယ်ဝမ်းနေကအငိုတန်သည့်သူမလေးမျက်နာမှာမျက်ရည်စတွေကိုသူ့ကိုယ်စားကုတုပ်ပေးမိသူစိတ်ချယုံကြည်စွာထားခဲ့နိုင်မိတယောက်သောသူဟာဇံကာလွဲရည်မရှိချစ်ဖျားနေသည့်တစ်လျှောက်လုံးကိုဟာအနားမှာအမြဲရှိနေခဲ့ပါတယ်အရင်လိုခရူးတစရှိမြဲပေမဲ့ပြုစုလောက်ကင်ပေးသည်ကတော့ကိုစံသာဖြစ်နေခဲ့တယ်နေပြန်ကောင်းပြီးနှစ်ရက်မြောက်သောနေ့တွင်ကိုဟာချစ်ကိုငီးကြည့်ရင်းမှတည်ငြိမ်အေးဆေးစွာဆိုလာခဲ့တယ်ညီမလေးမနေ့ကဇန်ကိုခွန်တောင်းတယ်ဘာကိုလဲကိုသူညီမလေးကိုချစ်မြတ်နိုးနေတာကြာပြီမို့လက်ထက်ချင်နေတဲ့အဲ့ဒါကိုကတော့သဘောတူတယ်ညီမလေးသဘောကရောချစ်မျက်နာလေးကအတင်းငနေဖြစ်သွားသလိုကိုမျက်နာကိုမကြေမနဲ့ငေးဆိုင်ကြည့်မိတယ်ကိုဟာချစ်ခံစားချက်တွေကိုထပ်မံတက်ချလိုက်ပြန်ပြီအမြဲတမ်းချစ်ခံစားချက်ကိုမျက်ွယ်ပြုကမသိတယ်လို့ဟန်ဆောင်တယ်အခုလဲကိုစန့်ကိုလက်ထပ်ဖို့ပြောနေပြန်ပါပြီမျက်ရည်စားတို့ဝဲတက်လာပေမဲ့ချစ်နှကန်းအစုံကိုအားယူပြုံးကကိုစန့်ကမြင်းစရာမရှိတဲ့လူပါချစ်လက်ခံပါတယ်ဟင်ချက်ချင်းလက်ခံမယ်မထင်ထားတာမို့လာရိတ်အံ့အားတင်သွားရသလိုချစ်မျက်နာလေးကိုငေးမိသွားရတယ်သူ့ကိုမကြည့်ကျင်သလိုမျက်နာလွှဲလိုက်ပုံကြောင့်ရင်ထဲထိခိုက်သွားရရင်အန်ကိုတင်းကနေကြိတ်ထားမိချစ်လက်ခံလိုက်တာမို့ဇန်ကလည်းလာရိတ်ဆန္ဒအတိုင်းမင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်တယ်ဇန်မိဘတွေကလာရိတ်ညီမဆိုတာတည်တဲ့ကသဘောတူသလိုမင်္ဂလာပွဲကိုလာရိတ်ကလည်းခန်းခန်းနားနားပြင်ဆင်စီမင်္ဂလေးတရားဤတသက်မှာတမင်္ဂလာမှုသူချစ်ရသူဟာအခမ်းအနားဆုံးမင်္ဂလာပွဲကိုပိုင်ဆိုင်ရမည်မင်္ဂလာပွဲဟာကောင်းကြီးဩဘာဒလက်ခုပ်တံများသာစုညံနေရမည်ချစ်ရသူနင်းလျှောက်သည့်ဂရီဘာကော်စောစားဟာအနူးညံ့ဆုံးဖြစ်နေရမည်ဝတ်ဆင်သည့်ဒရုသမီးဝတ်စုံဟာချက်တည်ဖြာထွက်နေရမည်စီးနှင်းသည့်ဖနက်ဟာအလားပါဆုံးဖြစ်စေရမည်မင်္ဂလာပွဲအားတလားတိတိအချိန်ယူပြင်ဆင်ရသလိုတာဝန်ခံကပြင်ဆင်သူကလာရိပ်ပင်လက်ဆွေရွေးလဲသူပါတယ်ဝတ်ဆောင်အပ်လဲသူပါကသူလိုချင်သည့်ဒီဇိုင်းကိုမရမကချုပ်ခိုင်း၏ဇန်ကတငယ်ချင်းဖြစ်သူကိုသိနေတာမို့စိတ်ခုခြင်းမရှိသည့်အပြင်ပို၍တနာတယ်လာရိပ်သဘောကြကိုပြင်ဆင်စေကလက်လွဲထား၏ချစ်ခြံတဲရှိဒန်းလေးပေါ်ထိုင်နေရင်းမှငယ်စဉ်ကိုတို့သားဖထွက်သွားခါနီးအချိန်နှစ်ယောက်သားဒီဒန်းလေးပေါ်ထိုင်ကစကားမဆိုနိုင်ခဲ့တာတွေပြန်မြင်ရောက်မိအခုတော့ကိုဟာချစ်မင်္ဂလာဝဲကိုအားတက်တရောပြင်ဆင်နေလေရဲ့ချစ်တာကိုပါဘဝမှာအသိနှင်းအောင်ချစ်ရသည့်အချစ်ဦးဟာကိုပါပဲသူစိမ့်နိုင်မှတော့ကိုလဲကြောခိုင်းပြစ်မီဆိုကမန်လေးတင်း၍လက်ခံခဲ့ပေမဲ့ပို၍နာကျင်ခံစားရသူဟာချစ်တာဖြစ်နေခဲ့တယ်။ကားဝန်းဒီတန်နဲ့အတူခြံထဲတိုးဝင်လာသည့်ကားပေါ်ကနေဆင်းလာသည့်ကိုလှမ်းမြင်လိုက်။အနားရောက်လာရင်မှချစ်ဘေးဝင်ရက်ကမြမလေးပန်းသွားကြည့်ရအောင်လေ။ချစ်မျက်စာလေးပြစ်မိသွားပြီးမှဘာပန်းလဲဘာလုံးမလို့လဲဟောဗျာမင်္ဂလာပွဲမှာသူတို့သားသူတို့သမီးထိုင်မဲ့အနောက်ကနေပန်းနိုင်ရန်အလှဆင်မယ်လေ။ဘာပန်းကပိုးလှမလဲတင့်တော်မလဲကြည့်ရအောင်လေ
စိတ်မပါသလိုတပ်ပြင်းလေးချမိရင်မှကိုဘာသာသွားကြည့်ပါဟင်ဘာလို့လဲနေမကောင်းလို့လားကျမ်းမာရေးကိုဂရုစိုက်မှာပေါ့မင်္ဂလာပွဲကနီးနေပြီတော်ကြတော်ပါတော့ထားအော်ပလိုက်ဒီချစ်ချစ်ကြောင့်လာရိတ်ငေးကနေဖြစ်သွားရသလိုချစ်ချစ်မျက်နှာလေးကတင်းချီလေးရဲ့လာရိတ်ကိုခါခါတီးတီးစူးစိုက်ကြည့်လာ၏ချစ်ချစ်တည်တယ်မင်္ဂလာပွဲမပြတ်စေရပါဘူးမဖြစ်ဖြစ်အောင်ကိုမင်္ဂလာဆောင်ပါမှုကိုစိတ်ချချနေစမ်းပါလာရိတ်ရင်နဲ့ကျင်တက်သွားရသလိုအိမ်ထဲဒေါသတကြီးဝင်သွားသည့်ချစ်ချစ်အားငငယ်လေးကြည့်ကကြံရည်နေခဲ့တယ်ခက်ရဲရဲလေးပြုံးမိရင်မှကားစီပြန်လှည့်လာရင်သူ့ဥတီယာကပန်းချံစီသာသူစိတ်ကူးထားပါတယ်မင်္ဂလာပွဲမှာသူဟာရင်ခတ်ပန်းတွေကိုသာသုံးပြီးခမ်းမတစ်ခုလုံးရင်ခတ်ပန်းနဲ့သာတင်းနေစေရမည်သူ့ရင်နဲ့ပြိုးတိပန်းရင်ခွဲခံကစီစဉ်နေရခြင်းမှာသူဘလောက်နာကျင်ရမလဲသူသာသိပါတယ်လက်ထက်လက်စွပ်ကိုကြည့်ရင်ဇံရောတမိသားစုလုံးကလာရိတ်တော်လိုက်တာဒီဇိုင်းအပ်တော်လိုက်တာချီကျူးကြပေမဲ့ချစ်ချစ်ကတော့ခက်တီတီလေးသာရှိနေကိုလက်ကလေးမှကိုပေးထားသည့်လက်စွပ်လေးကိုကြည့်ရင်အစားထိုးဝင်ရောက်လာမိလက်ထက်လက်စွပ်ကိုတွေ့တွေ့ကြီးငေးကြည့်ကမျက်ရည်စာအချို့ဝဲလာရတယ်မင်္ဂလာဝတ်ဆောင်ကရောလာရိတ်ညနေရမယ်အန်တီအရန်လှတာပဲကျွန်တော်သွားကြည့်ပြီးပြီကျုံးရည်ကအားတက်တရောဖြစ်နေသည့်ကိုမျက်နှာအားချစ်ချစ်ငေးဆိုင်ကြည့်ရင်မှမုံတီးပစ်ခြင်းနဲ့ကြည့်ရတာတစ်ချိန်လုံးချစ်ချစ်သာတစ်ဖက်သက်ချစ်မြတ်နိုးခဲ့ရတယ်ထင်ပါရဲ့ဝယ်ဒီဒေးအလားပြင်းနေသည့်ချစ်ချစ်ဘေးမတ်တက်ကြီးရက်ခါတိုက်ပုံပစိုးလေကရုံးအဖြူဖြင့်တန်းခန့်နေသည့်ကိုအလားပြင်ပေးနေသည့်အမကိုအသေးစိတ်လိုက်ပြောနေသလိုထိုင်မသိမ်းလဲပြီးပြင်ဆင်နေတော့လေဘေးကမခွာကဝါလေးကဖြန်းချမှလှမှာအင်ကြီးမှာပြန့်ပြန့်လေးရှိနေပါစေစရုံးကစိန်ကျိုးတွေကမြမလေးလေပင်တော်မထီစေနဲ့နော်ချစ်ချစ်အင်ကြီးလက်ရှည်လေးကိုတေချာလိုက်ကြည့်ရင်လိုတာမရှိစေရန်ဂရုစိုက်တယ်ထိုင်မသိန်းကိုတေချာဖြန်ထားမထားကြည့်သူတို့သားသူတို့သမီးထွက်မယ်အတန်နဲ့အတူအခန်းထဲဝင်လာသည့်ဇံကချင်းနှင်းစီကိုမြင်တော့ငေးကနေဖြစ်သွားကလက်ကလေးနှစ်ဖက်အားတယူတရဆွဲကန်ရင်းမှချစ်ချစ်ဒီနေ့အရန်လာတာပဲဇက်လက်မောင်းကိုချိတ်ခါတလန်းချင်းမင်္ဂလာခမ်းမာတဲ့ဝင်သွားသည့်ချစ်ချစ်ကိုလာရိတ်အရေးတကြီးကြီးလိုက်ကြည့်တယ်ဆူလျားရစ်ပတ်နေသည့်မြင်ကွင်းအားမျက်ရည်တွေဝိုင်းလျက်ပြုံးရင်းမှသူတို့သမီးနေရာမှာရှိနေသည့်ချစ်ရသူအားကြည်နူးစွာခက်ဆေးဆေးငေးကြည့်နေ၏ကိုကတော်လိုက်တာကျောင်းကအမကြီးတွေကြစ်တာမြင်တော့ဒီလိုလေးကြစ်ချင်နေတာကိုမာလကာတီးစားချင်တယ်ဆိုမကူပေးရင်ချစ်ချစ်မခေါ်တော့ဘူးနော်တော့ဘာမှလာမပြောနဲ့ကိုအဲ့မိန်းမကိုသဘောကျနေတာမဟုတ်လားလာရိတ်ပြုံးမိ၏အတွေးလွန်နေရင်မှလာအိတ်ခံရန်စင်ပေါ်မှဆင်းလာရန်ပြင်းနေသည့်သူတို့သားသူတို့သမီးကိုလှမ်းမြင်လာ၏ငေးကြည့်နေစင်မှာပင်ချစ်ချစ်မျက်နှာလေးပြက်နေတာသတိထားမိတော့ကြပြားကြရအနားရောက်သွား၏ဘာဖြစ်လို့လဲထိုင်မသိန်းကအယမ်းရှည်တာလေးလို့လမ်းလျှောက်ရတာအစင်မပြေဘူးဟုတ်တာပေါ့ထိုင်မသိန်းတဲ့ဘဝကအရှိမလာတယ်သို့ပေမဲ့သူမလေးကထမိန်ထက်ခေါင်းဝင်လေးတွေနဲ့သာနေကြမဟုတ်လားဘာမှမဖြစ်ဘူးကိုရှိတယ်လမ်းသာဟန်မပြတ်လျှောက်ဇံလားချစ်ချစ်ဇံကသူ့လက်မကိုချိတ်ထားသည့်ချင်းင်းစီလက်အားဖေးမကိုင်းကအရှိဆက်လျှောက်ရင်းလာဧခံဤချင်းင်းစီကဘေးမှမတိမတာဟန်မပြတ်လိုက်သလိုလာရိတ်ကအနောက်ကနေထမင်းဤထိုင်မသိန်းအားတနေရာရွေတိုင်းလိုက်မှပေးဤမင်္ဂလာပွဲပြီးသည့်အထိပွဲတစ်ခုလုံးလိုတာမရှိအောင်လိုက်လုပ်ပေးရင်သူ့မှာမောတွေကိုမရှိကြည်နေပါတယ်ချစ်ရသူဟာမြင်မာသောအစဉ်အတန်းလုံခြုံသောရင်ခွင်မှာရှိခဲ့ပြီဖြစ်၏မင်္ဂလာပွဲပြီးသည့်နှင့်ဇန်တို့ကဘဲလ်ကိုဟန်နီမွန်းထွက်သွားကြတယ်လေးစိတ်အထိလိုက်ပို့ရေးမှပြန်လာသည့်အခါလာရိတ်ငိုနိုင်ခဲ့ပြီဖြစ်၏ယူကျုံမရစွာနာကျင်ဝမ်းပဲတနဲ့ငိုကြွေးရင်ကြမ်းမြင်ထက်မထားနိုင်သည့်အထိပက်လက်လန်းကအသက်ရှူပင်မဝအောင်ဖုတ်လိုက်ဖြစ်သွားရသည့်အထိသူလက်မလွတ်ချင်ဘူးသူမလေးကိုဘသူမှမပေးချင်ဘူးချစ်တယ်လို့ဖွင့်ပြောကြည့်ချင်တာနူးနူးညံ့ညံ့နမ်းဘူးချင်ပါသေးတယ်တညာလုံးသူများရင်ခွင်မှာရှိနေရတော့မိချစ်ရသူကိုမြင်ရောက်ရင်သူအယမ်းပင်ပန်းခက်ခဲနာကျင်ရတယ်
မအိမ်နိုင်တယ်လို့ကြနေသည့်မျက်ရည်စတွေကိုလည်းမတားဆီးနိုင်ချစ်သူရေဘလောက်ချစ်ရေစက်မပါရင်မရဘူးဆိုတာကိုယုံပါပြီဒါမှမဟုတ်အစာတွေကမင်းဟာကို့အတွက်မဟုတ်ခဲ့ဘူးထင်ပါရဲ့ဟန်နီမွန်းခီးကပြန်လာပြီးမို့ဇန်နဲ့အတူလေးစိတ်ထဲမှထွက်လာသည့်ချင်းနှင်းစီပခုံးကိုအသာတိုင်းဖက်၍လက်ကိတ်ကိုဆွဲကာအိမ်ကလာကြိုတီကားပေါ်တက်လိုက်လာသည်ဇန်ကားကိုခြံထဲတိုးရက်လိုက်စဉ်မျက်နှာမသာမရာဖြင့်ထွက်ကြလာသည့်မိဘနှစ်ပါးကြောင့်ချင်းနှင်းစီရောဇန်မှာနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်မိကျွန်တော်တို့ပြန်လာပြီမမေဘာဖြစ်နေကြတာလဲမျက်နှာလည်းတိတ်မကောင်းဘူးကိုဇန့်အမေကြောင့်ဇန့်မေမေ၏အကြည့်ကချင်းနှင်းစီကိုတနာကယူနာတက်တယ်လို့ငေးကြည့်လာသည်ကိုဇန့်ဖေဖေကတပ်ပြင်းချလိုက်ရင်မှမောင်လားရိတ်ဆုံးမိသားမနေ့ကကားအက်ဆီဒင့်ဖြစ်ပြီးနေရာမှာတင်ပွဲချင်းပြီးဆုံးတယ်ချစ်နှကန်းလေးပွင့်ဟသွားသမိတယ်လို့ဇန်မှာအလံတကြားဖြစ်သွားရ၏ချစ်မျက်နာကိုစိုးရိမ်တကြီးငဲကြည့်မိတော့မှင်တက်နေပုံရတယ်လားရိတ်သူ့ကိုပြသည့်ဆေးစာအရကင်ဆာနောက်ဆုံးအဆင့်မို့ကင်ဆာနဲ့ပင်ဆုံးမြည်ထင်ခဲ့တာဒီလိုကြီးဖြစ်လာမယ်မထင်ခဲ့ဒါဆိုဒီနေ့ကအတုပပိုးရမှာပေါ့ခတ်တိုးတိုးလေးမိလာသည့်ချစ်အမေကိုခေါင်းခါပြလာကြသည်မို့ချစ်နားမလဲသလိုငေးကြည့်နေမိတယ်အားချင်းတကြိုလိုက်တယ်သမီးမောင်လားရိတ်တို့မိသားစုဆရာဝန်ကမောင်လားရိတ်ရဲ့တည်တန်းစာအရအားချင်းတကြိုပေးလိုက်တယ်။အော်ချစ်ကိုအလောင်းကိုမြင်တွေ့ခွင့်မရှိတော့ဘူးပဲကိုဆုံးမိရဲ့လေကိုလူလောကကြီးမှာမရှိတော့ဘူးတဲ့ဒါပေမဲ့ချစ်စိတ်ထဲထူးထွေခံစားနေရတာမျိုးရှိမနေသလိုပင်လိဟသွားခြင်းမျိုးလည်းမရှိထူးဆန်းတာသိပေမဲ့ချစ်ကိုယ်တိုင်လည်းအံ့ဩနေမိသည့်အထိတည်ငြိမ်နေတယ်ကိုအိမ်သွားရအောင်အကိုချင်းနှင်းစီမှစကားကြောင့်ဇန်ကြပြကြရာခေါင်းငိမ့်ကကားပေါ်အတူတက်လာကြတယ်လားရဲ့အိမ်စီမောင်းလာရင်းမှသူ့ဘေးထိုင်နေသည့်ချစ်လက်ကလေးကိုအားပေးတယ်လို့စုပ်ကန်ရင်ချစ်ငိုခြင်းငိုလို့ရတယ်လေစိတ်ကိုအယမ်းမတင်းထားနဲ့သူစကားကိုခေါင်းလေးခါရမ်းရင်တက်ပြင်းချကကားပြတင်းဘက်သာငေးကြည့်ရင်ခက်အေးလေးပြန်ဖြေလာသည်ချစ်တည်ခြင်းတရားဆိုတာရှောင်လွဲလို့မှမရပဲလေလူတိုင်းတနေ့တရားမှာပါပဲချစ်နားလေတယ်လိုက်တို့ချန်နဲ့ကားဝင်လာသည်နဲ့နာရေးလာကြသည့်လူတချို့ကိုတွေ့လိုက်ရတယ်လာရေးအဖေဦးဝစင်းကစကိုင်းမှရောက်နေသလိုကားပေါ်ကဆင်းလာသည့်ချစ်အကြီးကအိမ်ဝရင်ချိတ်ထားသည့်ဝိုင်းဖို့အဖြူတွင်ရေးထားသည့်စာကိုတွေ့လေးငေးကြည့်နေ၏ကွယ်လွန်သူမောင်လားရိတ်တကယ်မလေးရောက်လာပြီလားလာကြအိမ်ထဲဝင်အိမ်ထဲသို့ဥပစင်းနောက်ကလိုက်ဝင်လာစဉ်စပွဲပေါ်တင်ထားသည့်ကိုဓာတ်ပုံကိုမြင်လိုက်ရတော့ချစ်ခြေလန်းနေတုံငနဲ့ရက်သွားရတယ်ပါဝါမျက်မှန်အောက်မှအမြဲတည်ငြိမ်အေးဆေးသည့်မျက်ဝန်းတွေမပြုံးမရဲရှိနေတတ်သည့်နှုတ်ဖျားမှကိုဟုတခါခေါ်တိုင်းဗျာဟုချိုသာစွာထူးတတ်တာတွေအော်ကိုတကယ်မရှိတော့ဘူးပဲလေထမှန်၍အကြီးကစပွဲပေါ်တင်ထားသည့်ကိုဓာတ်ပုံရှိကထမင်းပကံနှင့်တောက်ရည်ခွက်ကိုမြင်တော့ရင်ဝါမှစိုးတက်လာ၏အလင်းအမြန်မျက်နာလွှဲရင်ကိုရက်လေကိုချစ်လုပ်ပေးပါစေဥပစင်းခွင့်ပြုပေးပါချင်းနှင်းစီနောက်ပါမှခေါ်တန်ကြောင့်ကြည့်မိတော့ချစ်မသိသည့်အန်ကယ်တယောက်တိုက်ပုံပစိုးဖြင့်တက်ရဲဝတ်ထားကချစ်ကိုစိုက်ကြည့်ရင်မျက်နာမကောင်းစွာဖြင့်အန်ကယ်ကမောင်လားရဲရှိနေပါစကားခဏပြောရအောင်ဧကန်နဲ့ရှေ့နေနဲ့ဥပစင်းအပါဝင်၄ယောက်သားထိုင်နေရင်ချစ်ရှေ့ကိုရောက်လာသည့်စာရွက်ကြောင့်ချစ်ယူဖက်ရန်ပြင်လိုက်တယ်အဲ့ဒါမောင်လားရဲ့ဒေတန်းစာပါအမွေလွဲပြောင်းစာချုပ်ဆိုလဲဟုတ်တယ်မျက်လုံးလေးဝိုင်းသွားကတေချာဖက်ကြည့်မိကျွန်တော်သေးဆုံးပြီး9နာရီအတွင်းချက်ချင်းတကြိုရမည်ကျွန်တော်အမည်ဖြင့်ပိုင်သည့်တိုင်းနှင့်ချမ်းအပြင်ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာ၏80ရာခိုင်နှုန်းကိုချင်းနှင်းစီအမည်ဖြင့်လွှဲပြောင်းပေးရမည်ကြံသည့်30ရာခိုင်နှုန်းကိုကျွန်တော်ဖခင်ဦးဝဲခြင်းအားလှူဒန်းရမည်ချစ်တန်တော်ဖြစ်သွားရသလိုဘောင်းခါရမ်းရင်မှချစ်လက်မခံပါရစေနှင့်ဥပစင်းကိုပဲလက်ခံလိုက်ပါတကယ်မလေးဥပစင်းအတွက်ငွေကြေးဆိုတာမလိုအပ်ပါဘူးတကားလေးအသေးဖြောင်းပါစေကွယ်စာချုပ်ကိုထိုးပေးလာသလိုတုံဆိုင်နေသည့်ချစ်ကြောင့်
ဇန်ချစ်ချစ်အားခေါင်းငိတ်ပြလိုက်တယ်ချစ်ချစ်လက်မှတ်ထိုးပြီးပေမဲ့မပြန်သလိုဇက်လက်ပြီးသည့်အထိဒီမှာပဲနေမည်ဆိုကမို့ဇန်ကအိမ်ပြန်ပြီးအဝတ်စားတွေတွားပြန်ယူရတယ်အကုန်လုံးကချစ်ချစ်ကိုစိတ်ပူစွာအရေးတကြီးကြီးကြည်နေကြပေမဲ့ချစ်ချစ်ကတော့အေးဆက်လေးပင်အစားတောက်ပင်မပြတ်သလိုမျက်ရည်ဝဲယုံကလည်းမျက်ရည်ပင်မကျကြီးမီလဲရောက်လာကငိုကြီးချက်မတက်ပေမဲ့ချစ်ချစ်ကတောင်နှစ်သိမ့်ပေးနေတာမို့အကုန်လုံးပါဇက်အဟောင်းသာအခန်းတကာတွန်းဖွင့်တန်နဲ့အတူပထမဆုံးအကြိမ်ကိုအခန်းထဲကိုဝင်လာခြင်းပင်အခန်းနယံပေါ်မှချစ်ချစ်နှင့်ကိုဤចောင်းတက်တုံးကရိုက်ထားသည့်အဖြူအစိမ်းဝတ်စုံလေးဖြင့်ဓာတ်ပုံကိုမြင်တော့ပြုံးမိတယ်။မရဘူးနော်ကိုခါကြီးဖက်ပြီးရိုက်မှာအရွှဲမလေးပါဗျာကိုခါကြီးကိုလက်နှစ်ဖက်ဖြင့်မရမကတိုင်းဘက်ကသပင်ကုတ်ဝဲလေးဖြင့်ပြုံးရည်နေသည့်ချစ်ချစ်ဟာအပျော်ကြီးပျော်နေခဲ့၏ကိုကတော့ချစ်ချစ်ကောင်းလေးကိုအုပ်ကန်ရင်းငေးကြည့်ကအေးလေးသာပြုံးနေခဲ့ပါတယ်။ပြန်လဲအထွက်ခြေပြားဖြင့်တိုင်းမိသည့်အရာကြောင့်အောက်ငုံကြည့်မိတယ်။ဂရင်အောက်မှတစ်တာတလုံးမို့ကျမ်းမြင်ပေါ်ဒူးလေးထောက်ချရင်းဆွဲထုတ်ကြည့်မိတယ်။လောချထားသလိုကနန်းဖြင့်ဖွင့်ရမှာပင်အကျင့်ပါနေပြီးသားလက်ကချစ်ချစ်မွေးနေ့ကိုလှည့်ကဖွင့်လိုက်တာနှင့်ဂျလောက်ကနေဖွင့်သွား၏တက်တာလေးတဲ့နွမ်းနေပြီဖြစ်သည့်ရင်ခက်ပန်းချောင်လေးတစ်ပွင့်တရေအနက်ဖုံးထားသည့်စာအုပ်တအုပ်စာရွက်အချို့ကိုယူကြည့်မိတော့စာချုပ်ပုံစံဖြစ်ခါတေချာဖက်ကြည့်မှမျက်လုံးပြူသွားရ၏380ဆိုသည့်ငွေပမာဏရေးထားကကြောက်ကက်ရောင်းသူနေရာမှာလက်မှတ်ထိုးထားကကိုလက်မှတ်ဘာတွေလဲနောက်တစ်ခုကိုယူကြည့်မိတော့ငွေအခြေချေထားသည့်စာချုပ်နှင့်ဦးနေရောင်နှင့်ကိုလက်မှတ်ပြီးတော့ချစ်ချစ်စိတ်ကူသည့်ခွဲစိတ်ခပြေစာတွေရှင်တွေတလက်လက်တုံရင်လာရင်းမှတရေအနဲ့အောင်ဖုံးထားသည့်စာအုပ်လေးကိုယူကကြပြကြရာလှန်ကြည့်မိ၏ဒီနေ့သူ့ကိုကျောင်းမှာတငယ်ချင်းတယောက်ကရောက်ဖလို့နောက်တယ်မတိလိုက်ခင်မှာပဲနှစ်ချက်ထိုးမိလိုက်ပြီးဒေါသတွေအယမ်းထွက်နေတာမကြိုက်ပါဘူးမယိုသားတဲ့စိတ်တွေကြောင့်ကိုအရင်လိုမဟုတ်တော့ဘူးညီမလေးကိုညီမလေးကိုချစ်နေမိပြီဒါပေမဲ့ချစ်လို့မဖြစ်ဘူးဆိုတာလဲသိနေနေပါတယ်ကိုချစ်တယ်တဲ့အဲ့ဒီခဏမှာဒီကဘာပေါ်အပျော်ဆုံးလူဟာဒီလူသားပါဒါပေမဲ့ကိုအဖေကြောင့်နာကျင်သွားရတဲ့ပုံလေးကြည့်ပြီးရင်ခွဲမတက်ပါပဲကလေးရဲ့ကိုလေးမင်းလေးကိုတိတ်ချစ်တာပါကိုကြောင့်ပါကလေးရဲ့ဆေးရုံကရင်ထက်လဲနေတဲ့ပုံစံလေးဟာဒီရင်ကိုအစိတ်အမွားခွဲကြည့်စေတာမင်းမသိနိုင်ပါဘူးကိုကလေးလေးကိုမရအောင်ကုမှာမို့ကိုအနာကထွက်ခွာတော့ဖို့တော့မစင်စားလိုက်ပါနဲ့ဗျာကိုကလေးလေးအရန်လွမ်းနေတယ်ထင်ပါရဲ့လူကိုမြင်တာနဲ့ပြေးဖက်တော့တာပဲဝိဖက်ခွတ်မှာကိုရင်ခုန်တန်တွေကိုမင်းနားထောင်ကြည်စမ်းပါကလေးရဲ့သူတို့ကကိုမင်းကိုဘလောက်ချစ်ကြောင်းအရေးအမွတ်တော့ပြောပြနိုင်မှာပါကိုကလေးလေးမျက်နှာမကောင်းဘူးမေးတော့လဲညာနေပြန်သေးတယ်ကလေးရဲ့မင်းဟာကိုပြိုးခဲ့တဲ့ပန်းမှာသက်ရှူတန်လေးနားထောင်ရုံနဲ့မင်းရင်တွေကခန်းစားချက်အကုန်ကိုသိနိုင်တာပေါ့3900ကိုဒေါ်ရိုစီကပေးတယ်အလကားတော့မရဘူးလေကိုနှလုံးသားတစ်ခုလုံးရင်းရတာပေါ့ချစ်ခေါင်းလေးခါရမ်းမိရင်မှမျက်ရည်တွေစီးကျလာရတယ်ဟင့်ချစ်ဘာမှမသိခဲ့ဘူးဘာလို့လဲဘာတွေလဲလားရည်မမီတော့ပု္ပ္ပာအားအုံနောက်ကအသေးအတန်လိုက်နေရပေမဲ့နှလုံးသားကတော့တနင်တဘိုးကြီးခံစားနေရပြီဖြစ်၏စာအုပ်ကိုဆက်ဖက်မိတော့ကိုညင်းကျင်လိုက်တာတနင်တဘိုးခံစားနေရတဲ့မင်းကိုလေမကြည့်ရလွန်းလို့ကိုရင်နေကျိုးရပါပြီမျက်ရည်တွေကြားကအတင်းဟန်ဆောင်ပြုံးပြီးလှည့်ပြန်သွားတဲ့မြင်ကွင်းဟာကိုအသေးကိုဓာတ်နဲ့အစိမ့်လိုက်ခွဲချနေတာပါပဲငရဲဆိုတာဒါမျိုးပေါ့မချစ်တဲ့လူနဲ့ပေါင်းဖက်ရခြင်းဟာလေတကယ်ငရဲကိုယောက်ျားလို့ကိုမထင်မိတော့ပါဘူးသေးတိမ်ဆုတ်ချတဲ့ပိုင်းလုံးချူစီကညံပြင်းတဲ့အောက်တန်းစားယောက်ျားကိုလေးမင်းမျက်နာကိုစစ်မကြည့်ရဲနိုင်တဲ့အထိရှက်ရွံ့သိမ်းငယ်မိပြီးကိုယွန်းလိုက်တာယွန်းလိုက်တာကလေးလေးကစိမ်းကားနေပြီကိုလေးခဏရည်မရှိဘူးကိုရှောင်ဖယ်ပြီးစမ်းနောက်ပါသွားတာကိုမြင်တိုင်းငိုချင်လောက်အောင်
ဝမ်းနေရတယ်ကိုတဝန်တိုခွင့်မရှိပါဘူးဒါပေမဲ့ယူမတက်ဦးတိုမိပါတယ် HIV တဲ့ငါမှာ HIV ပိုးစေးတစ်တဲ့ဒေါ်ရိုစီကဖူးတာသိပေမဲ့သူ့အတွက်သေမိန်ချလိုက်တယ်လို့ပါပဲကိုလေးမင်းနာတောင်နေခွင့်မရှိတော့ဘူးနေဘူးတဲ့ထိုင်ဆောင်နေပြန်ပါပြီပြန်မာတော့ကလေးရဲ့ကိုကလူဖြစ်ရှုံးမိသားပါကိုနဲ့ဝေးတာနေပါတော့အသင်းဆောင်ထားတဲ့ဆက်ပြားကြီးတွေနဲ့တောက်ပက်လိုက်ပေမဲ့ကိုကြောင့်နေမကောင်းဖြစ်သွားရပြီကိုစီကဘိုးတွေကူးမှကြောက်လို့ပါကိုကလေးအတွက်တခုခုတော့စီစဉ်ရမှာသိလိုက်တယ်စမ်းကိုကင်ဆာဆိုပြီးဆေးရဖြေလိမ်ပြလိုက်တယ်အမှန်တိုင်းပြောပြချင်ပါတယ်ဒါပေမဲ့ကိုမှသာဒီယောဂဆိုးကြီးရှိနေတာသိရင်စမ်းမိဘတွေကသဘောတူမှာမဟုတ်ဘူးစမ်းကရောကိုကလေးကိုယုံကြည်ပြီးချစ်နိုင်ပါမလားကိုရဲ့ပါပြင်ပေါ်မျက်ရည်တွေစီးကျလာရင်ချစ်နေရတယ်ရှိုက်ကြီးတငယ်ငိုကြွေးမိတယ်ကိုရဲဆက်လိုက်တာတုံးအားလိုက်တာတယောက်တည်းကျိတ်မိတ်ခံစားပြီးတယောက်တည်းအချစ်သူရဲ့ကောင်းကြီးလှုပ်သွားတယ်တနာလွန်းလို့ချစ်ကိုတနာလွန်းလို့ဘယ်လိုလုပ်ရမလဲကိုမချစ်ဘူးထင်ခဲ့တာကိုမချစ်ဘူးထင်ခဲ့တာချစ်ကိုမချစ်ဘူးထင်တာအချစ်ဆိုတဲ့ဝဟာရနှလုံးထက်တာလွန်အောင်ကိုချစ်ပေးခဲ့သည်ပဲကိုအစ်စ်ကအမြဲအေးမြလုံးကြုံစေခဲ့တယ်ကိုဒီနေ့ရက်လက်ဆွန့်ကြေးဖြစ်ကဆွန့်ကပ်ပြီးတရားနာနေခြင်းပင်ရေစက်ခွက်ကိုင်းရင်မှချစ်မြတ်ဝန်းတွေကိုအตาရာမိတ်ထားမိတယ်ခင်းနေပြူတဲ့ဆွန့်အလူပြုသမျှအလူတို့ဤအဖိုးဘာကကိုတကားမောင်လာရိတ်ရောက်ရနေရဘုံဘဝကတာရုခေါ်နိုင်ပါစေကဲအမျှဝေမယ်အားလုံးကြာသမျှအမြသာဓုအန်ကိုတင်းကြိတ်ထားရင်မှအတန်မတုံမရင်စေရန်မငိုမိစေရန်ချစ်စိတ်ကိုတင်းကအာတင်း၍အမျှဝေရေဆက်ချတယ်ဥပစင်းကအမျှဝေသည်သူဟာငိုယိုပြီးအမျှဝေရရင်တာရုခေါ်၍မရဟုဆုံးမထားသည်မဟုတ်လားအားလုံးကြာသမျှအမြသာဓုအားလုံးကြာသမျှအမြသာဓုဒီဇက်ခွက်ကိုချပြီးကျမ်းမြင်ပေါ်ခေါင်းငုံကရှ िख ိုးဦးချလိုက်သည့်အချိန်ပြန်ကောင်းမထောင်နိုင်တော့ပဲဦးချလျက်သားဖြင့်ကိုလေးတသိမ့်တုံရင်ကချစ်ငိုတော့တယ်သမီးလေးရဲ့မောင်လာရဲ့မင်းညီမကိုကြည့်ပါအောင်ကွကြီးမေဤရေရွတန်းတာတန်အစုံချစ်ကိုမျက်နာကိုပြေးမြင်ကငိုချရင်အသက်ရှူမဝနိုင်အောင်ဖြစ်လာရတယ်ချစ်ကိုတနာလိုက်တာတယောက်တည်းကျိတ်မိတ်ခံစားရင်ဘလောက်ကြောင်းရွံ့တုံလုံးနေခဲ့မလဲဘလောက်နာကျင်လိုက်မလဲချစ်ကရောကိုနောက်ဆုံးချိန်မှာလဲအတူရှိမနေပေးနိုင်ခဲ့တယ်လို့ကိုအလောင်းကိုပင်မမြင်လိုက်ရတကြိုခွင်လေးပင်တောင်မှမရခဲ့အောင်ကိုရက်ဆက်လွန်းပါတယ်အခုမှလောကကြီးတွင်ကိုမရှိတော့ဘူးဆိုသည့်ခံစားချက်ကိုခံစားမိလာကရင်ထဲလေးဟာ၍စိုးနှင့်တက်လာ၏ရင်မက်ကလေးဖုတ်လိုက်ဖြစ်အောင်ငိုရှိုက်ရင်ကိုရီဆိုသည့်မချိတင်ကဲခေါ်တန်အဆုံးချစ်ကိုလေးမှာကြီးမေရင်ခွင်ထဲပြောခွေကြကတတိလက်သွား၏ချစ်အတွက်ကိုဟာအမြဲကာကွယ်ပေးသည့်တောင်တန်းကြီးဖြစ်ခဲ့ပါတယ်မသိခဲ့ဘူးလေတောင်တွေဟာပြိုရက်မယ်လို့ဘယ်သူမှမသိခဲ့ကြပါကားအစီရန်ဟာမတော်တဆမဟုတ်ဘူးဆိုတာယောဂကျမ်းကအသက်ကုန်သည့်အထိစောင့်နေရင်သူယောဂကိုလူတွေတီးပြီးချင်းနှင်းစီကိုတွားထိခိုက်မှာစိုးရင်ခဲ့သည့်လာရိတ်ကားအစီရင်ဖြင့်ဆုံးသည့်အဖြစ်ကိုကြည်နက်ကြီးရွေးချယ်ခဲ့၏ဥယျာဉ်မှုမှာပန်းဖူးခွင့်မရှိဘူးချစ်သူဒါပေမဲ့ဘယ်ဥယျာဉ်မှုမှခူးခွင့်မရှိသည့်ပန်းဆိုပြီးလစ်လူရှုမနေနိုင်ကြဘူးတောင်းစုတစ်ခုသာတောင်းချင်ပါတယ်ဘယ်ချိန်ဘယ်သောအခါကမှပေးဆက်ရခြင်းအပေါ်မြူစုခြင်းမရှိခဲ့ဘူးပါဤမှန်သောသစ္စာကကြောင့်နောင်ဘဝသာသူမလေးနှင့်ဆုံခဲ့မည်ဆိုလျင်တိတ်ချစ်ပါတယ်ဆိုသောပွင့်ဟဝန်ခံခြင်းတစ်ခုတော့နှုတ်ဖျားမှထုတ်ပြောချေရေးဆိုခွင့်ရှိနိုင်သောသူဖြစ်ရပါစေချစ်တယ်လို့ဝန်မခံခဲ့ရပေမဲ့ကိုမင်းကိုတိတ်ချစ်ခဲ့ပါတယ်ချစ်သူဟုတ်ကဲ့ပါရှင်ဒီနေ့ဇာတ်လမ်းလေးကတော့ပြီးဆုံးပါပြီရှင်
နောက်ရက်တွေမှာလည်းဇလန်းဆက်တွေဆက်လက်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ရှင်။